สวัสดีค่ะมิงกลาบายินดีต้อนรับเข้าสู่ Thai สกาเปียวปี Share with me EP2 ဖြစ်ပါတယ် Thai ဘာသာစကားကိုပီပီလေးပြောနိုင်စေဖို့အတွက်ဒီချက်ကဒီအစီအစဉ်လေးကိုလုပ်ပေးတာဖြစ်ပါတယ် Thai စကားပီပီလေးပြောတတ်ဖို့အခုကဒီချက်စီမှာတင်နန်းသားတွေလည်းအများကြီးရှိတယ်တငယ်ချင်းတွေပေါ့နော်အတိတွေကလည်းလာမေးကြတဲ့အကူကြီးလာတောင်းတဲ့လူတွေရှိတယ်ပေါ့နော်ဒီချက်ကဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတော့အခုလိုမျိုး idea လေးထွက်လာဖြစ်ပါတယ် share လို့ခေါ်တယ်ပေါ့နော်ဒီသင်ခန်းစာမှာဒီ live မှာကဒီချက်တော့အပိုင်း၄ပိုင်းခွဲထားတယ်တခါလေးကြည့်ပြီးတော့တခါလေးလိုက်ပြောလို့ရတယ်ဘယ်လိုပုံစံလေ့လာရမလဲဘယ်လိုပုံစံဟိုဟာဖြစ်မလဲဆိုတဲ့ဟာကနံပါတ်1ကတော့ဒီနေ့ကတော့ဒီဗီဒီယိုတွေမှာပေါ့နော်တစ်ပိုင်းချင်းစီမှာအကျိုးအကြောင်းခေါင်းစဉ်လေးနဲ့တက်ပြီးတော့သင်ကြားရမှာဖြစ်တယ်ဒီ EP မှာခါကျ EP2 ဖြစ်တယ် EP1 ကတော့မနေ့ကတင်ဆက်ထားတာဖြစ်တယ်ဒီချေတို့ကဒီဟာကိုမနေ့တိုင်း live ထားလွှင့်ပေးတာဖြစ်ပါတယ် YouTube မှာကို Facebook page မှာလည်း live လွှင့်ပေးတယ်မနေ့တိုင်းကိုအလုပ်သွားတဲ့အချိန်မှာဒီဗီဒီယိုလေးတွေကိုနားထောင်လေးကြည့်ရင်းနဲ့လည်းကိုရဲ့ဘယ်လိုပြောမှာလဲ Thai ဘာသာစကားကိုတူပွားစေအောင်လုပ်နိုင်တာဖြစ်တယ်ဒီဗီဒီယိုကဘယ်သူတွေအတွက်ရည်ရွယ်တယ်လဲဆိုလို့ရှိရင်ထိုင်းစာအခြေခံအနေငယ်တက်ပြီးသားလူတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်စာတော့တက်ပြီးစကားမပြောနိုင်သေးဘူးစကားမပြောတတ်နေသေးဘူးပြောမထွက်ဘူးသူများပြောတာကိုနားမလည်ဘူးဆိုတဲ့လူတွေအတွက်ပို့ပြီးတော့ကိုက်ညီတဲ့သင်ခန်းစာဖြစ်တယ်ပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာခါကြတော့စိတ်ပင်မန်းတယ်စိတ်ပင်မန်းခြင်းစိတ်တက်ကြခြင်းနဲ့စိတ်ခွန်အားအကြောင်းကိုလာပြီးမှတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေမှာ share with me challenge ဗီဒီယိုတွေမှာဒီ share ဘယ်လိုတွေသင်ကြားသလဲဘယ်လိုအကျိုးရှိသလဲဆိုလို့ရှင်ကိုကထိုင်းဘာသာစကားကိုထိုင်းလူမျိုးတွေလိုမျိုးအပြက်အတောက်မှန်ကန်စွာပြောတတ်စေဖို့အတွက်ပြောနိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့လှုပ်ထားပေးတာဖြစ်ပါတယ်ဘယ်လိုပုံစံလုပ်မလဲဆိုလို့ရှင်အပိုင်းတစ်ကတော့တလုံးချင်းစီရဲ့အတိတ်ပဲနဲ့သူ့ရဲ့ဒီစာကြောင်းတစ်ကြောင်းဘာသာပြန်ထားတဲ့အတိတ်ပဲကိုရှင်းပြပေးမယ်အပိုင်းတစ်ကထိုင်းစာကိုအစအဆုံးဒေတာလေးဖတ်ပြသွားမယ်အပိုင်း3မှာခါကြတော့ဒီချက်ကစာတစ်ကြောင်းဖတ်တယ်အချိန်လေးကိုနားထားပေးတယ်ចောင်းသားကအဲ့ဒီဟာလေးကိုပေါ့နော်ဒီဗီဒီယိုကြည့်တဲ့လူတွေကပေါ့နော်အဲ့ဒီဟာလေးကိုလိုက်ပြောဒီချက်ပြောသားတဲ့စာတစ်ကြောင်းကိုကအဲ့ဒီအတန်တိုင်းလိုက်ပြောမယ်အဲ့ဒါမှထိုင်းလူမျိုးတွေပြောတဲ့အခါကျရင်ကိုနားလဲတယ်လို့ကိုတိုင်ကလည်းအပြက်အတောက်တွေကိုပြောနိုင်အမှန်ကန်စွာပြောနိုင်မှာဖြစ်တယ်ပေါ့နော်ဥပမာကွာကျမတို့မြန်မာစကားပေါ့နော်ကလားမကောင်းကြောင်းနဲ့ကလမကောင်းကြောင်းကဘယ်လိုပြောမှာလဲအပြက်အတောက်ပဲကွာရေးထားတဲ့စာလုံးကအတူတူပဲဥပမာဆရာမပြနီးမကြသို့မဟုတ်ဆရာမပြနီးမကြဆိုလို့ရှင်လဲတူပဲလေနော်ဆရာမပြနီးမကြဆရာမပြနီးမကြတွေ့လားကိုယ့်ရဲ့လေယူလေသိန်းကိုယ့်ရဲ့အပြက်တောက်လေးကဒီစာကြောင်းတစ်ကြောင်းရဲ့အတိတ်ပဲတွေကိုကွဲလွဲသွားစေနိုင်တာဖြစ်ပါတယ်။ထိုင်းမှာလည်းအဲ့လိုမျိုးရှိတယ်။အဲ့ဒါကြောင့်မလို့အဲ့ဒီအရာလေးကိုမှန်ကန်စွာဖြည့်ရှင်းနိုင်ဖို့အတွက်ကဒီ share with me အစီအစဉ်နဲ့ကိုဒီ share လုပ်ထားပေးတာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယို EP2 မှာတစ်ခါလေးလာကြည့်မယ်နော်။ဒီ share ကဒီဗီဒီယိုကတစ်ခါတည်းlike ရိုက်ထားတာဖြစ်တယ်ပေါ့နော်ပြီးတော့ live အနေနဲ့ပြန်ပြီးမှလွှင့်ပေးတာဖြစ်တယ်ကြည့်လို့ရမနေ့တိုင်းထားပြီးတော့ live အစီအစဉ်နဲ့လှုပ်ဆောင်ပေးမှာဖြစ်ပါတယ်အဲ့တော့Facebook မှာကြည့်ရတာအားမရဘူးအစီအစဉ်တကြမဖြစ်ဘူးဆိုလို့ရှိရင်ဒီချက်က YouTube မှာသွားပြီးမှကြည့်ဖို့အတွက်ပေါ့နော် Speak Time Fast ပေါ့နော်ထိုင်းစကားကိုအမြန်ဆုံးပြောတတ်စေတဲ့အစီအစဉ်channel ပေါ့နော် channel နာမည်က Speak Time Fast ဖြစ်ပါတယ်အဲ့ဒီ channel မှာသွားပြီးမှ follow လုပ်မယ်ဆိုလို့ရှိရင်playlist alike ပေါ့နော်ဗီဒီယိုကနံပါတ်1ပြီးနံပါတ်2ပြီးနံပါတ်3ဆိုတဲ့ဟာကိုအစီအစဉ်တကြလောက်ထားပေးတာဖြစ်တယ်ဒီ live ဖြစ်တဲ့ခါမှာဗီဒီယို site ကလည်းဒီလိုအကြီးကြီးလောက်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဖုန်းထဲမှာဆိုလို့ရှင်လဲအလျား like ကိုကြည့်လို့ရတယ်ပေါ့နော်ဖုန်းကိုကဒီလိုမျိုးအလျား like ကြည့်လို့ရတယ်ထောင်ကြည့်တော့နည်းနည်းစာလုံးသေးသွားမယ်ဒါပေမဲ့ကိုကအလျား like ကြည့်မယ်ဆိုလို့ရှင်စာလုံးကအကြီးကြီးကိုမြင်ရမှာဖြစ်တယ်တကယ်လို့ကိုကကွန်ပျူတာထဲမှာကြည့်တယ်ဆိုလို့ရှင်လဲအကောင်းဆုံး view နဲ့ကိုမြင်ရတဲ့အပြင်ကိုတကယ်လို့ကိုကTV ထဲမှာအိမ်မှာပေါ့နော်မိသားစုတွေနဲ့အတူတူ TV ဖွင့်ပေးမှလေ့ကျင့်ချင်တယ်ဆိုလို့ရှင်လဲ TV site ကိုတခြား live လွှင့်ပြီးတော့လုပ်ထားပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအစီအစဉ်အားဖြင့်ထိုင်းဘာသာစကားအပြတ်တောက်မှန်မှန်ကန်ကန်လေးပြောနိုင်ခြင်းတဲ့လူနားထောင်တော့တိုးတက်ခြင်းတဲ့လူတွေအတွက်အကောင်းဆုံးအစီအစဉ်ဖြစ်တယ်လို့ဆရာမယုံကြည်တယ်နော်ဟုတ်ပြီသင်ခန်းစာသွားကြည့်ရအောင်နှွိုင်ဆိုရင်ပင်မန်းတယ်နှွိုင်ထောဆိုရင်စိတ်တက်ကြတယ်ကျမတို့ဗမာစကားထောဆိုရင်ကောင်းတယ်နော်ချမ်းသာတယ်လေနော်ထောဆိုရင်ဒါပေမဲ့ထိုင်းကထောဆိုရင်မကောင်းထိုင်းရဲ့ထောကစိတ်တက်ကြတယ်ပြီးရင်လက်နဲ့
กำลังใจဆိုတာစိတ်ခွန်အားပေါ့เนาะเหนื่อยท้อและกำลังใจสวัสดีค่ะวันนี้อยากชวนทุกคนมานั่งพักใจด้วยกันนะคะสวัสดีค่ะမင်္ဂလာပါရှင်ကျွန်မက main ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကခကိုပဲဦးစားပေးသုံးမှာဖြစ်ပါတယ်တကယ်လို့ကိုကယောက်ျားလေးဆိုလို့ရှင်တော့ဒီခနေရာမှာကိုကcrab ကိုသုံးတတ်ရမှာဖြစ်တယ်เนาะဒီခကိုကcrab ဆိုတာကို auto နားလည်ရမှာဖြစ်တယ်เนาะပြီးတော့ဒီလိုမျိုးနက်ခါဆိုလို့ရှင်လဲနက် crab ဆိုတဲ့ဟာကိုကသိထားရမှာဖြစ်တယ်เนาะสวัสดีค่ะမင်္ဂလာပါရှင်วันนี้ဒီကနေ့อยากชวนဆိုတာဖိတ်ခေါ်ခြင်းနဲ့ทุกคนဆိုတာအားလုံးကိုလူတိုင်းကိုมานั่งဆိုတာလာထိုင်ဖို့พักใจဆိုတာစိတ်ကိုพักဆိုတာအနားယူတယ် rest ပေါ့နော်ใจဆိုတာစိတ်ကိုပေါ့နော်စိတ်ကိုအနားယူဖို့ပေါ့နော်ထိုင်ပြီးတော့ด้วยกันဆိုတာအတူတကွာလာထိုင်ပြီးတော့ခဏလာနာစိတ်အနားယူဖို့အတွက်လာထိုင်ကြရအောင်ပေါ့နော်ကျွန်မကထိုင်းလိုပဲရွေးပြီးတော့ဘာသာပြန်တာမောင် AI ပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မလီဝဒီနေ့တော့စိတ်ကိုခဏနားအောင်အတူတူလာထိုင်ကြရအောင်เนาะဒါမှန်ကန်စွာသူဘာသာပြန်ထားပေးတာဖြစ်ပါတယ်สวัสดีค่ะวันนี้อยากชวนทุกคนมานั่งพักใจด้วยกันนะคะบางวันတချို့နေ့တွေเราငါတို့เนาะเราဆိုတာကျွန်တော်တို့ကျမတို့ငါတို့พยายามဆိုတာကြိုးစားတယ်เต็มที่แล้วเต็มที่ဆိုတာအပြည့်အဝပေါ့เนาะအပြည့်အဝကြိုးစားတယ်အကောင်းဆုံးကြိုးစားပြီးပြီအဲ့လိုမျိုးပေါ့เนาะတချို့နေ့တွေကကျမတို့အကောင်းဆုံးကြိုးစားပြီးပြီပေါ့เนาะบางวันเราพยายามเต็มที่แล้วတချို့နေ့တွေကကျမတို့အကောင်းဆုံးကြိုးစားပြီးသားပါပဲကြိုးစားပြီးပါပြီแต่ဒါပေမဲ့ผลลัพธ์ဆိုတာရလဒ်อาจจะဆိုတာဖြစ်ကောင်းဖြစ်လိမ့်မယ်မဖြစ်ကောင်းอาจจะဆိုတာဥပမာอาจจะเป็นဆိုဖြစ်ကောင်းဖြစ်လိမ့်မယ်อาจจะไม่เป็นဆိုရင်မဖြစ်ကောင်းမဖြစ်လာဘူးอย่างที่หวังငါတို့မျှော်လင့်ထားတယ်လို့ပေါ့နော်မမျှော်လင့်တယ်လို့ဖြစ်တတ်ပါတယ်ပေါ့နော်ရလဒ်ကမမျှော်လင့်တယ်လို့ဖြစ်တတ်ပါတယ်ငါတို့မျှော်လင့်ထားတယ်လို့မဖြစ်လာကောင်းမဖြစ်လာနိုင်ဘူးဆိုတဲ့ပုံစံကိုဆိုလိုချင်တာဖြစ်ပါတယ်มันသူကทำให้ဆိုတာစေတယ်รู้สึกเหนื่อยပင်ပန်းတယ်လို့စိတ်ခံစားရစေတယ်ပေါ့နော်လက်ပြီးတော့ท้อใจဆိုတာစိတ်တက်ကြတယ်တိုက်ง่ายมากပေါ့နော်စိတ်ရော့လွယ်တယ်စိတ်ကြလွယ်တယ်လို့မျိုးခံစားရတတ်ပါတယ်ပေါ့နော်အဲ့ဒီအရာတွေကပေါ့နော်แต่ဒါပေမဲ့ long ဆိုတာစမ်းကြည့်ပါหยุดဆိုတာနားတယ်สักนิดဆိုတာအနည်းခဏလေးအနည်းငယ်လေးကိုရပ်ပြီးတော့အနည်းငယ်လေးကိုနားစမ်းကြည့်ပါပေါ့နော်แล้วပြီးတော့หายใจลึกๆအသက်ကိုနက်နက်လေးအဲ့လိုမျိုးလေးရှူကြည့်ပါပေါ့နော်ดูဆိုတာကြည့်တယ်หายใจဆိုတာအသက်ရှူတယ်ลึกๆဆိုတာနက်နက်ดูဆိုတာနက်နက်လေးရှူကြည့်ပါนะคะเนาะပေါ့နော်အသက်ကိုနက်နက်လေးရှူနက်နက်ချိုင်းလေးရှူကြည့်ပါနော်ပေါ့နော်คุณไม่จำเป็นแต่ไม่จำเป็นဆိုတာမလိုအပ်ဘူးต้องเก่งตลอดเวลาแต่အမြဲတမ်းတော်နေဖို့မလိုအပ်ပါဘူးပေါ့နော်ခဲဆိုတာမျှလောက်တာပဲเนาะไม่ยอมแพ้အချုံးမပေးဘူးก็เก่งมากแล้วအချုံးမပေးဘူးဆိုရင်ပဲပေါ့နော်เก่งมากแล้วအရန်တော်နေပါပြီပေါ့နော်ทุกความพยายามကြိုးစားအားထုတ်မှုတိုင်းကเนาะถึงแม้เย็นတောင်မှเนาะจะเล็กน้อยအနည်းငယ်တော့မဟုတ်သေးလေးဖြစ်နေရင်တောင်မှအနည်းငယ်သေးလေးဖြစ်ပေမဲ့ပေါ့နော်ก็มีความหมายเสมอသူကအတိတ်ပဲအမြဲတမ်းရှိပါတယ်ပေါ့နော်အမြဲတမ်းအတိတ်ပဲရှိပါတယ်วันนี้ဒီကနေ့ကอาจจะเหนื่อยဒီနေ့ပင်ပန်းကောင်းပင်ပန်းလိမ့်မယ်แต่ဒါပေမဲ့ไม่ได้แปลว่าအဲ့ဒါကမဆိုလိုပါဘူးพรุ่งนี้မနေ့ပြန်จะไม่ดีขึ้นဒီနေ့ပင်ပန်းပေမဲ့မနေ့ပြန်မကောင်းလာတော့ဘူးလို့မဆိုလိုထားပါဘူးပေါ့နော်ขอให้ဆိုတာပါစေคุณใจดีဆိုတာသဘောကောင်းတယ်တင်သဘောကောင်းတယ်ကပ်ဆိုတာနဲ့ตัวเองဆိုတာမိမိကိုယ်มากขึ้นဆိုတာตา၍ပို၍ပေါ့နော်นะคะတင်ကိုပို့ပြီးမှနုညံ့ကျင်နာပေးဖို့ပဲလိုတယ်ပေါ့နော်ကိုပေါ်မှာသဘောကောင်းပေးဖို့ပဲလိုတယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်พักได้နားလို့ရတယ်เหนื่อยได้เป็นแม้လို့ရတယ်แต่ဒါပေမဲ့ห้ามดูถูกตัวเองကိုชอบမတွက်ရဘူးကိုအထင်မသေးရဘူးပေါ့နော်ကိုชอบမမြင်ရပါဘူးပေါ့နော်ขอบคุณที่ฟังขอบคุณကျေးဇူးတင်တဲ့ที่ฟังနားထောင်တဲ့အတွက်เนาะขอให้ป่าสีวันนี้ဒီကနေ့เป็นวันที่เบาลงนิดนึงนะคะဒီကနေ့ကပုံမပေါ့ပါပြီးတော့စိတ်ပေါ့ပါတဲ့နေ့တနေ့ဖြစ်ပါစေเนาะဒါကတော့ပထမတစ်ပိုင်းပြီးသွားပါပြီ
ဒီဒုတိယအပိုင်းမှာကလိုက်ပြောစရာမလိုဘူးကျွန်မဖတ်ပြသွားတဲ့ဟာတွေကိုလိုက်နားထောင်ပါမယ်တေချာလိုက်နားထောင်မယ်မှတ်ထားမယ်ပေါ့နော်စကားလုံးတွေထိုင်းစာလုံးတွေကိုလိုက်ကြည့်ထားမယ်ကျွန်มပြောတဲ့ဟာကိုနားထောင်မယ်โอเคสาใจยาววันนี้นะคะเราจะมาคุยกันในหัวข้อเหนื่อยท้อและกำลังใจสวัสดีค่ะวันนี้อยากชวนทุกคนมานั่งพักใจด้วยกันนะคะถ้าคุณรู้สึกเหนื่อยหรือท้ออยู่คุณไม่ได้อยู่คนเดียวนะคะบางวันเราพยายามเต็มที่แล้วแต่ผลลัพธ์อาจจะยังไม่เป็นอย่างที่หวังมันทำให้รู้สึกเหนื่อยและท้อใจได้ง่ายมากแต่ลองหยุดสักนิดแล้วหายใจเข้าลึกๆนะคะคุณไม่จำเป็นต้องเก่งตลอดกาลแค่ไม่ยอมแพ้ก็เก่งมากแล้วทุกความพยายามถึงแม้จะเล็กน้อยก็มีความหมายเสมอวันนี้อาจจะเหนื่อยแต่ไม่ได้แปลว่าพรุ่งนี้จะไม่ดีขึ้นขอให้คุณใจดีกับตัวเองมากขึ้นนะคะพักได้เหนื่อยได้แต่ห้ามดูถูกตัวเองขอบคุณที่ฟังขอให้วันนี้เป็นวันที่เบาลงนิดนึงนะคะဒီအပိုင်းမှာဒီတတိယတစ်ပိုင်းမှာခါကြတော့ကျမတို့တကြောင်ပြောသွားပြီးတော့ခဏလေးနာပေးထားမှာဖြစ်တယ်အဲ့ဒီနားတဲ့အချိန်မှာကိုကလိုက်ပြောရမယ်တကြောင်ကျမတို့တကြောင်ရွတ်သွားတယ်အဲ့ဒါကိုအဲ့ဒီတကြောင်စာကိုကလိုက်ရွတ်ရမယ်ရွတ်ဖို့အတွက်နားထားတဲ့အချိန်လေးထားပေးမှာဖြစ်တယ်တခါတည်းတော့ကြည့်ရအောင်สวัสดีค่ะวันนี้อยากชวนทุกคนมานั่งพักใจด้วยกันนะคะถ้าคุณรู้สึกเหนื่อยหรือท้ออยู่คุณไม่ได้อยู่คนเดียวนะคะบางวันเราพยายามเต็มที่แล้วแต่ผลลัพธ์อาจจะยังไม่เป็นอย่างที่หวังมันทำให้รู้สึกเหนื่อยและท้อใจได้ง่ายมากแต่ลองหยุดสักนิดแล้วหายใจเข้าลึกๆนะคะคุณไม่จำเป็นต้องเก่งตลอดกาลแค่ไม่ยอมแพ้ก็เก่งมากแล้วทุกความพยายามถึงแม้จะเล็กน้อยก็มีความหมายเสมอวันนี้อาจจะเหนื่อยแต่ไม่ได้แปลว่าพรุ่งนี้จะไม่ดีขึ้นขอให้คุณใจดีกับตัวเองมากขึ้นนะคะพักได้เหนื่อยได้แต่ห้ามดูถูกตัวเองขอบคุณที่ฟังขอให้วันนี้เป็นวันที่เบาลงนิดนึงนะคะဒီနောက်ဆုံးအပိုင်းမှာ challenge ပေါ့နော်ဒီနောက်ဆုံးပိုင်းမှာစင်ခေါ်မှုအများမြင့်တယ်။ဘာကြောင့်လဲဆိုတော့ကိုကတစ်ချိန်ထဲမှာပဲကိုနားထောင်မယ်ကိုတစ်ခါတည်းလိုက်ပြောရမယ်။ chero လို့လုပ်တာလို့ခေါ်တယ်ပေါ့နော်။ကိုကအရေးလိုမျိုးတစ်ခါတည်းတကောက်ကောက်လိုက်ရတာဖြစ်တယ်ပေါ့နော်။ chero with me လေနော်။ထိုင်းစကားပြောပြီး chero with me challenge အစီအစဉ်ဆိုတော့ chero တဲ့ဟာလေးကိုကလုပ်ရမယ်။ဒီတတိယအပိုင်းကိုလုပ်လို့မရသေးဘူးဆိုလို့ရှင်ဒုတိယအပိုင်းကိုဗီဒီယိုကိုပြန်ရစ်သွားဒုတိယအပိုင်းမှာပြန်နားထောင်ပြန်လိုက်ပြောအဲ့ဒီဒုတိယတစ်ပိုင်းမှာကိုတစ်ခေါက်ပြန်ကျင့်ပြီးမှဒီတတိယတစ်ပိုင်းမှာလာလုပ်လို့ရတယ်
ဒီတကယ်လို့ကိုကအခု Facebook မှာကြည့်တယ်ဆိုလို့ရှိရင် comment နားမှာက YouTube ပေါ့နော် video အစီအစဉ်လိုက်စီစဉ်စီထားပေးတယ်တစ်ပင်နှစ်ပင်3ဆိုတဲ့အစီအစဉ်လိုက်စီထားပေးတယ် YouTube video ရှိတယ်အဲ့မှာတော့ကြည့်လို့လည်းရတယ်เนาะสวัสดีค่ะวันนี้อยากชวนทุกคนมานั่งพักใจด้วยกันนะคะถ้าคุณรู้สึกเหนื่อยหรือท้ออยู่ คุณไม่ได้อยู่คนเดียวนะคะบางวันเราพยายามเต็มที่แล้ว แต่ผลลัพธ์อาจจะยังไม่เป็นอย่างที่หวัง มันทำให้รู้สึกเหนื่อยและท้อใจได้ง่ายมาก แต่ลองหยุดสักนิด แล้วหายใจเข้าลึกๆนะคะ คุณไม่จำเป็นต้องเก่งตลอดกาล แค่ไม่ยอมแพ้ก็เก่งมากแล้ว ทุกความพยายาม ถึงแม้จะเล็กน้อย ก็มีความหมายเสมอ วันนี้อาจจะเหนื่อย แต่ไม่ได้แปลว่าพรุ่งนี้จะไม่ดีขึ้น ขอให้คุณใจดีกับตัวเองมากขึ้นนะคะ พักได้เหนื่อยได้ แต่ห้ามดูถูกตัวเอง ขอบคุณที่ฟัง ขอให้วันนี้เป็นวันที่เบาลงนิดนึงนะคะ ကျမကဝင်ဝင်စုဖြစ်ပါတယ်ထိုင်းဘာသာစကားကိုသင်တဲ့အပြင်ကို mindset နဲ့goal setting ကိုပါလူကအောင်မြင်တော့သူနဲ့ဆင်းရဲတော့သူဆိုတာအကျင့်ပဲကွာတာဖြစ်တဲ့အတွက်ကြောင့်မလို့အကျင့်တထေးတွေပေါ့နော်အောင်မြင်တဲ့သူတွေရဲ့အကျင့်ကိုတိဆောက်တဲ့အပိုင်းမှာလည်းတင် जा ပေးတယ်တင် जा ပေးတဲ့သူဖြစ်တဲ့အပြင်ကိုအဲ့ဒီအတွက်အသုံးပြုဖို့ဇာအုပ်တွေလည်းရှိပါတယ်ကိုလိုချင်တဲ့ဟာလေးတွေကိုဘဝတိုးတက်ပြောင်းလဲဖို့အတွက်လိုအပ်တဲ့ကဏ္ဍလေးတွေ page မှာလာရောက်မေးမြန်းပြီးတော့မှာယူလို့ရတယ်နော်နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်